ဟယ်လိုဒီနေ့ကတော့ဝက်နံရိုးငရုတ်သီးဆက်ပြဲလံချက်ထားပါတယ်ဆက်တာမှာတော့ပြောမနေနဲ့နည်းနည်းထိပြီးဆိုတာနဲ့တော့ဆက်ပြဲလံပြီးတော်ကိုခံစားရတဲ့အရာမျိုးချက်ထားတာပါအရင်ဆုံးချက်ပြပေးသွားမှာဖြစ်ပါတယ်သူ့ကိုချက်ဖို့ဆိုရင်အရင်ဆုံးဝက်နံရိုးတွေကိုရေနဲ့ပြုတ်ပြီးတော့ကြော်ပေးထားပါတယ်ပြီးတော့ငရုတ်သီးကို2ရေတောင်ပြုတ်ထားတာเนาะအဲ့ဒါနဲ့ကျက်သွမျိုးများများနဲ့ကိုရောကြိတ်ထားတယ်စီပူလာလို့ရှိရင်အဲ့ဒီငရုတ်သီးနဲ့ကျက်သွမျိုးနဲ့ရောကြိတ်ထားတဲ့ဟာလေးကိုစီတက်လိုက်တယ်ပေါ့နော်စီတက်တဲ့အချိန်မှာနည်းနည်းအနံ့လေးနည်းနည်းမှုပြီးဆိုတာနဲ့ငပိစိမ်းသားလေးလက်တစ်စစ်လောက်ထည့်လိုက်တယ်ပြီးရင်အသားမုံလေးထည့်တယ်ပြီးတာနဲ့စားထည့်လိုက်တယ်ပေါ့နော်စားထည့်ပြီးတော့ရောသမအောင်မှုလိုက်တယ်မှုပြီးတာနဲ့ခရုစီပေါ့နော်ဗာထစားခရုစီထည့်တဲ့အဖွဲဆိုတော့ခရုစီလေးနည်းနည်းထည့်လိုက်ပါတယ်ညူသီးကြော်နဲ့ပို့ပြီးတော့အနံ့မှုရပေါ့နော်ခရုစီထည့်လိုက်လို့ရှိရင်ပေါ့နော်မှုရောသမထပ်မှုတယ်မှုပြီးတော့ပိုးထဲမှာရှိတဲ့စုံစည်းရေခေါ်မှာပေါ့အဲ့ဒါလေးကိုရေချင်းပြီးတော့ထည့်လိုက်တယ်ထည့်ပြီးတော့နည်းနည်းလေးပွက်လာပြီဆိုရင်အဲ့ဒီကြော်ထားတဲ့ဝက်နံရိုးတွေအကုန်လုံးကိုရောထည့်လိုက်တယ်ရောထည့်ပြီးတော့နည်းနည်းရောသမမှုလိုက်တယ်ပေါ့နော်ရောသမမှုပြီးတော့ချအောင်အဲ့ငရုတ်သီးကိုချအောင်ပြန်ကြော်လိုက်တာပေါ့နော်ချအောင်ကြော်တယ်ချအောင်ကြော်တယ်ရေထွက်လာအနံ့တော်တော်မွေးတာကြော်နင်းသားနဲ့တော့တော်တော်ချီတာပေါ့နော်မွန်ထူပြီးတော့စားတဲ့အရာကတော့လေကောင်းတယ်မွန်ထူတာမှဘလို့မှတော့မခံစားကဲအခုဆိုရင်ရေလုံးဝ6သွားပြီပေါ့နော်အနံ့လည်းတော်တော်မွေးတာမလို့ချက်နေနာနဲ့တော့မှတော်တော်စားကြတာဆက်တာလည်းပြောမိနေလုံးဝအထိမခံနိုင်လောက်အောင်ဒီဆက်တာဒီအနီဒီကအရန်ဆက်တယ်လေစားကြပါအောင်ရှင်